Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့အားလုံးမျှော်လင့်ဆောင်စားနေကြရတဲ့ကျွန်တော်တို့ UFN game ကရဝင် Trashy လို့လာခဲ့ပြီဖြစ်ပါတယ်ဆို Trashy တာကတော့22ရက်နေ့ပေါ့နော်9လပိုင်းနဲ့12ရက်နေ့က official Play Store မှာ download ဆွဲပြီးတော့မှဆော့ကစားလို့ရတယ်ပေါ့နော်ဒီကောင်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော် FC26 နဲ့ eFootball ပေါင်းဆက်ထားတဲ့ playing style တွေပုံစံမျိုးပေါ့နော်ဆော့သားရတာပေါ်ပါတွေ့လိုက်တယ်ဆိုတော့ဘယ်လိုမျိုးအကောင့်ဖွင့်ရမယ်ဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ဗျOkay ဗျကျွန်တော်လိုအပ်တဲ့ application software ကိုတော့Play Store မှာဆွဲလို့ရတယ်ပေါ့နော်ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအတစ်ရွေးပေးရမှာပေါ့နော်ကြိုက်တဲ့မိမိ channel တဲ့အတစ်ကိုရွေးချယ်ပေးလိုက်ပါပြီးရင်ကျွန်တော် content တွေကိုစစ်နေပေးပါဗျဒါကတော့ in game data ပဲဖြစ်ပါတယ်နော် new update available ဆိုတာကျွန်တော်တို့ဒီပါလေးနည်း download ဆွဲပေးရမှာပဲဖြစ်ပါတယ် Okay ကျွန်တော်တို့ download ဆွဲနေတဲ့အတော်တွင်အခုဒီ game နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနေငယ်ပြပြချင်ပါတယ် UF file ကတော့အလုံးသိကြမယ်ထင်ပါတယ်ဒီ Ronaldo share အများစုပါဝင်ထားတဲ့ game ပေါ့နော်ဒီမှာကစားရတာတွေကတော့ကျွန်တော်တို့လုံးခုလောလောဆယ်ကတော့ဒီ club အသင်းတွေမပါဝင်သေးဘူးပေါ့နော်လိုင်စင်ရပေါ့နော် club အသင်းတွေမပါဝင်ဘူးကိုယ့်ရဲ့ dream team ကိုတည်ဆောက်ရမယ်ကစားသမားတွေကိုကျွန်တော်တို့ဝယ်ယူရတာရှိတယ်ကျွန်တော်တို့ဒီကရုပ်ထွက်ပိုင်းကတော့တော်တော်လေးမိုက်တယ်ဗျကစားသမားအများစုကလည်းဒီRonaldoပိုင်နာဆိုတော့လေလုံးဝဒီစာချုပ်ပါအချက်လက်တွေရလဲအဆင်ပြေတယ်ပေါ့နော် Okay ဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကိုမ Google ရှိရဲဆိုလို့ရှိရင်တော့ sign in with Google ကိုနှိပ်ပေးပါအဲ့နေရာမှာရှိတဲ့ခဏဆောင်ပေးပေါ့နော် Okay ဒီနေရာမှာ loading ဖြစ်နေမှာပဲ in game data ကတော့ကျွန်တော်တို့တော်တော်လေးမိုက်တယ်လို့ပြောရမယ်ဗျကျွန်တော်တို့ mobile မှာဆိုလို့ရှိရင် FC26 ဆိုတာညီကိုတို့အားလုံးသိကြမယ်လို့ထင်တယ်နော်အဲ့ FC26 ဆိုတာဟာမှာကျွန်တော်စိတ်ထဲမှာနည်းနည်းမကြည်မနှက်ဖြစ်နေရဲ့ခံစားချက်မျိုးတွေလည်းရှိကောင်းရှိနိုင်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီ FC26 လေးကစားခြင်းနဲ့ eFootball လဲeFootball ပုံစံလိုမျိုးလဲဖြစ်ခြင်းနဲ့ရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ game ကတင်တော်တယ်ဆိုတော့ကျွန်တော်ဒါကတော့ဒီ training ကွင်းပေါ့နော် training ကွင်းမှာစစချင်း training လေးတော့အရင်ဆင်းပေးရမယ်ဒီရုပ် trip ပိုင်းနေ play style နေရတော့ကျွန်တော်ဒီ eFootball ဘက်ကိုလည်းနည်းသွားတယ်ပေါ့နော် Okay ကျွန်တော် training လေးလုပ်ပြီးဆိုရင်တော့ကျွန်တော်နည်းနည်းလေးကြော်လိုက်ပါမယ်ဗျဒီကိုရောအနေနဲ့ကတော့ training ကိုပြီးအောင်လုပ်လိုက်ပါ Okay ဒါဆိုရင် တက်တီ continue ကိုနှိပ်လိုက်ပါဗျဒီလိုမျိုးလေးကြာလာလိုက်မယ်ရုပ်ထွက်ပိုင်းကျွန်တော်တို့အနေငယ်ကြည့်ရှုလိုက်ရအောင်ဗျဒါကတော့ဒီစသချင်းမှာ mass loading လုပ်နေပေါ့နော်ဒီတပွဲကံမှာပေါ့နော်ပွဲအပြည့်စုံတော့မဟုတ်ပါဘူးOkay ပါကျွန်တော်ပွဲစဉ်လေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုး in game နဲ့ကိုရောက်ရှိလာမှာပဲဖြစ်ပါတယ် in game ထဲမှာဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့နေ့စဉ် draw လေးတွေကျွန်တော်တို့ဒီ free can ဆန်းခွင့်ရမယ်ပေါ့နော်ဒီလိုမျိုးလေး client လုပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ကသားသမားတွေဆုလက်ဆောင်တွေရရှိမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ဒါဆိုရင် Gizman ကိုရရှိသွားပြီဖြစ်ပါတယ်ရုပ်ထွက်ကတော့အားလုံးနဲ့ဒီစာချုပ်ရှိထားတဲ့အတွက်ရုပ်ထွက်မပြီးမှာတော့စိတ်ပူစရာမရှိပါဘူးဒီနေရာမှာကိုပိုင်တင်းလေးတွေကစားသမားတွေကိုထည့်သွင်းအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်တခုပြောချင်တာကတော့ကျွန်တော်တို့ဒီ club အတင်းတွေတော့မပါဝင်သေးဘူးပေါ့နော်အခုမှစားထွက်တာဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ club အတင်းတွေပါဝင်လာမှာပဲဖြစ်ပါတယ်ဗျဒီနေရာမှာကျွန်တော်တို့ရဲ့ဒီ class name ကိုစိတ်ကြိုက်ပြီးလို့ရတယ်ပေါ့နော်ညီကိုတို့အဆင်ပြေတယ်လို့ပေးလိုက်ပါဗျကျွန်တော်တို့အနေနဲ့ပေးပြီးဆိုရင် stack ကိုနေလဲပါဒီနေရာမှာတော့ကျွန်တော်တို့ challenge ကစားလို့ရမယ်ဒီ event လေးရှိရပေါ့နော်လောလောဆယ်ကတော့ကျွန်တော်တို့ဒီမှာ tournament တွေက UF fan
event ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာ work ကလည်းနီးလာပြီဆိုတော့ကျွန်တော်ဒီနိုင်ငံတကာနိုင်ငံအတင်းတွေကိုကစားလို့ရတယ်ပေါ့နော်ကဲအတင်းတွေကတော့နောက်ပိုင်းမှာဖြည်းဖြည်းချင်းပါလာမယ်ဒီနေရာမှာပင်ကနာ normal half pro ဆိုပြီးရွေးချယ်လို့ရပါတော့ညီကိုတို့ကဆက်စားချင်းဆိုလို့ရှိရင်တော့ပင်ကနာအနေနဲ့လဲစော်ကစားလို့ရတယ်ကျွန်တော်ကတော့ဒီမှာ half pro တို့ရွေးပြီးစော်ကစားလိုက်တဲ့အတွက်တော်တော်လေးကိုကစားလိုက်ရတယ်ပေါ့နော်နိုင်လည်းမနိုင်ပါဘူးရှုံးပါတယ်ဆိုတော့ကျွန်တော်ဒီမှာတော့အတင်းရွေးချယ်ရမှာပဲဖြစ်ပါတယ်မိမိချန်နေတဲ့အတင်းကိုရွေးချယ်လိုက်ပါဆက်စားချင်းဆိုတော့ကျွန်တော်တို့ဒီဂျာစီတွေကတော့တချို့အတင်းတွေကတော့မှန်ကန်မှုမရှိသေးပါဘူးဒါပေမဲ့လုံးဝကစားရတာfeeling တစ်မျိုးရတယ်ပေါ့နော်ဆိုတော့အများကြီးမပြောတော့ပါဘူးညီကိုတော့အနေနဲ့ပဲ download ဆွဲပြီးတော့မှကိုယ်တိုင်စမ်းစော့ကြည့်လို့ရပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဗျာနားမလဲတာရှိရင်လည်း comment မှာရေးထားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ